အဖေကသက်60ပင်စင်ဘဝနဲ့ထုတ်ထမ်းပြန်တော့ရဲ့မေဝါဒနီတွေဝဲကလေးကျော်ဆိုင်တဲ့ဘေးကားကိန်းတွေကျော်ရဲ့သင်ပြတဲ့အချိန်မှာဆုံးတာထွေးလေးကဝရစမဦးစားရင်ပြောမထွက်လို့တူတူချောင်းသော